ရောက်ခဲ့ရှိတဲ့စီရဲ့ဆောင်နှလုံးသားနိုင်ငံငယ်ခေါင်းမိုးပေါက်ကထိုးကြတဲ့လနဲ့ကျဲရောင်ရဲ့ရိုင်းလေတော့မဲ့တဲကလေးရဲ့အားနဲ့နေပုံရဲ့အပြည့်လဲနိုင်တဲ့ကိုဘဝအတိုင်းပဲကွယ်ပင်တိုင်းစံပန်းကလေးတစ်ပွင့်ကိုအတွက်ကြောင့်မညှိုးနွမ်းစေနဲ့ဗျာလေးတစ်ပုတ်အတွက်လူညံ့တဲ့မိန်းကလေးငယ်ကိုကွယ်ဝါခီးညံ့တဲ့ချစ်တကူနဲ့လိုက်ခဲ့စေခြင်းနဲ့လာခြင်းပါနဲ့အိုလာမိန်းကလေးရဲ့ရွှေနန်းတော်ရွှေကောင်းဆောင်ခင်ခံဆောင်လေစံညံသာချွေရသေးပညာစွာအလဲမြေဆုံးမမလေးတပါဖြစ်စေကွယ်ချစ်လေးရဲ့ဒီလိုမျိုးကိုထားချင်တယ်လုံးလာမအားလုံးရှိရဲ့လေထံမုန်တိုင်းဆဲလို့ကိုရဲ့ဘဝငြိမ်းချမ်းလာခြင်းနဲ့ကိုတို့တယောက်အတွက်လာပြေညာရောက်ရှိလာခြင်းနဲ့ချစ်ဆုံးလေးအတွက်ပန်းကင်းလန်းခင်ပေးခြင်းမှာကိုယ်ငါခေါ်မှာပေါ့ကိုရဲ့မိန်းကလေးရဲ့ကျဲတွေကိုမိခန်းနဲ့မိထုံးဖို့ဆွဲပေးခြင်းပါတယ်ခြေလန်းလန်းတိုင်းပန်းကလေးတစ်ပွင့်ခင်းပေးနေခြင်းနဲ့အလုံးဝေးနဲ့မိခန်းလေးစီဆိုစေခြင်းနဲ့ပြောစရာတွေပဲမင်းတို့ဖြစ်ရမယ်ရွှေနန်းတော်ရွှေကောင်းဆောင်ခင်ခံဆောင်လဲစံညံသာချွေရသေးပညာစွာအလဲမြေဆုံးမလေးတပါဖြစ်စေကွယ်အချစ်လေးရဲ့ဒီလိုမျိုးကိုထားချင်တယ်လုံးလာမအားလုံးရှိရဲ့ပင်တိုင်းစံပန်းကလေးတစ်ပွင့်ကိုအတွက်ကြောင့်မညှိုးနွမ်းစေနဲ့ဗျာလေးတစ်ပုတ်တဲ့လူညံ့တဲ့မိန်းကလေးငယ်ကိုကွယ်ဝါခီ